ခင်ဗျားနေရမယ်အရင်တော့ဒီအိမ်မယ်6လောက်လိုက်နည်းနည်းတော့6တယ်တော်တော်6လိုက်တော်တော်6တယ်တကယ်6တယ်လိုက်တကယ်ကြီး6ပါလို့ပြောနေတာကိုကြီးကလည်းဘာတွေပြောနေမှမသိမသားကြီးနော်ဟုတ်ကဲ့ ငါတော့အိမ်သေး6လာပြရတယ်6လာပြရမဟုတ်ဘူးဘာကောင်းတော့